ခုနကနားထောင်လိုက်တဲ့အတန်ကလူအစ်စ်လို့တေးချလားမနစ်ကစကြီးကိုယ်တိုင်စကားပြောစရာမလိုပဲငွေသိန်းချီရှာနေတဲ့ YouTube နဲ့ TikTok အသစ်တွေအများကြီးပေါ်လာပြီ AI ဆိုတာငါနဲ့မဆိုင်ဘူးလို့တွေးနေရင်တော့တင်မှားသွားပါလိမ့်မယ်ဒါဟာအခွင့်အရေးတက်လားဒါမှမဟုတ်အလုတ်ပြုတ်မဲ့အန်ရယ်လားဒီနေ့မှာတော့ AI အတန်းကိုသုံးပြီးကုန်ကြစရိတ်လျှော့ချပြီးအမြတ်များများရအောင်ဘယ်လိုလုပ်မလဲဆိုတာပြောပြပေးပါမယ်ခုခေတ်မှာဗီဒီယိုတွေအများကြီးထုတ်ဖို့လိုအပ်လာပြီအရင်ကဆိုရင်မိုက်ခရိုဖုန်းကောင်းကောင်းအတန်လုံခန်းနဲ့အတန်ပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေလိုခဲ့တာဒါပေမဲ့ခု AI ကစာရိုက်လိုက်ရုံနဲ့စိတ်လှုပ်ရှားမှုဒေါသဝမ်းနည်းမှုပါမကတိုးတိုးလေးပြောတာအထိလှုပ်ဆောင်နိုင်နေပြီ AI အတန်ဆိုတာစက်ရုပ်တန်လို့တောင်းကြီးလို့ထင်နေတော့မယ်ဒါပေမဲ့အခုကလူနဲ့ AI ခွဲမရတော့တဲ့အထိ90%လောက်အထိတိုးကျလာပါပြီအထူးက AI နဲ့ပြိုင်ဖို့မဟုတ်ဘဲ AI ကိုကိုယ်လိုင်ခိုင်းစေတတ်ဖို့ပါတင်ကအတန်တရုပ်ဆောင်ဆိုရင်ကိုယ့်အတန်ကို AI စနစ်မှာရောင်းချပြီး passive income ရှာလို့ရတယ်တင်ကလုပ်ငန်းရှင်ဆိုရင် AI ကိုသုံးပြီးအလုပ်ကိုဆယ်ဆပိုမြန်အောင်လုပ်နိုင်ပါတယ်အကြံပြုခြင်းတဲ့ tools တွေကတော့11 labs ကမ္ဘာအကောင်းဆုံးပဲကိုယ့်အတန်ကို clone လုပ်လို့ရတယ်လို့အတန်ပေါင်းများစွာရွေးလို့ရတယ်bot noise voice ထိုင်းစာနဲ့မြန်မာစာအတွက်အစီအပြေပြီးလူနဲ့အရန်တူတယ်Google AI Studio Gemini ကိုအခမဲ့သုံးပြီးကိုယ့်ရဲ့ဇာတ်ညွှန်းတွေကိုပိုတဘာဝကျအောင်ပြင်ခိုင်းလို့ရတယ်CapCut ဖုန်းနဲ့ဒင်းဖီသူတွေအတွက်အလွယ်ဆုံးပဲစလုပ်ဖို့အဆင့်3ဆင့်စာအရေးသားစာအုပ်အကြီးအတိုင်းမရေးပဲလူပြောတန်အတိုင်းရေးပါဇက်ခံရွေးချယ်မှုရောင်းမဲ့ PC နဲ့လိုက်ဖက်တဲ့အတန်းကလေးလူကြီးလူငယ်ကိုရွေးပါစိတ်ခံစားချက်ချိန်ညှိမှုအတန်ရဲ့အသက်အကျနဲ့တဘာဝကျမှုကို tools တွေထဲမှာပြင်ပါတတိထားရမှာက AI အတန်မှာမူပွိုင်ခွင့်ပြဿနာရှိနိုင်တယ်လို့လူတွေက AI တန်ကိုခဏခဏကြားရရင်ညှင်းငွေလာတတ်ပါတယ်ဒါကြောင့် AI ကိုအရှိန်မြင့်ဖို့ပဲသုံးပါစိတ်ရင်းနဲ့တီထွင်ဖန်တီးမှုကတော့လူစီကပဲလာရပါမယ်ဘဝတူတငယ်ချင်းတွေလည်း AI ကိုသုံးကြည့်ပြီးအတွေ့အကြုံရှိရင်မျှဝေပေးကြပါဦး online ငွေရှာနည်းတွေဆက်လက်လာဖို့ subscribe လုပ်ထားကြပါဦးနော်